ကရားဒေးပွဲတော်ကရားပြည်နယ်နေ့လို့လည်းခေါ်တယ်နှစ်စဉ်ဇန်နဝါရီလရောက်တိုင်းလွိုင်ကော်မှာကျင်းပလေရှိတဲ့ပွဲကွင်းမြင့်ကျဲကြီးတဲ့ stage show တွေဇက်ပွဲတွေ12ပွဲဈေးတယ်တွေတမျောတခေါ်ခေါင်ရည်ဆိုင်တန်းကြီးနဲ့လောင်းကစားဝိုင်းတွေကြိတ်ကြိတ်တိုးစီကားရပေါ့ကိုကြီးခေါင်ရည်ဆိုင်တန်းတွေကဖျာရှည်တစ်ခုမှထိုင်နေတဲ့တပ်မောင်မောင်ဟာသူ့နောက်ကအတန်ကြောင်လှည့်ကြည့်လိုက်တယ်။အော်မျိုးဘလို့လောက်ပြီးအေးတီတာမျိုးနဲ့ကောင်မလေးတယောက်ကိုကြီးကလိုက်မပို့တော့လေမျိုးတို့ကိုယ့်ဘာသာကိုထွက်လာရတာပေါ့တပ်မောင်မောင်ကသူ့ရှေ့မှာခေါင်ပူခရားကိုငှဲ့နေတဲ့အောင်စိုးမိုးကိုတစ်ချက်ကြည့်လိုက်တယ်ဟုတ်တယ်မျိုးဒီမှာကိုငယ်တငယ်ချင်းကပြီးခဲ့တဲ့လကမှကြိုက်ထိုကပြောင်းလာတာကရားဒေးကိုသူကတခါမှမရောက်ဘူးတော့သူ့ကိုလာပို့ပေးတာအမှအခုရောမျိုးတို့ဝင်ထိုင်လို့ရတယ်ဟုတ်ရပါတယ်ညီမတို့ထိုင်မှာအောင်စိုးမိုးကအေးတီတာမျိုးတို့ကိုပြုံးပြပြီးပြောလိုက်တယ်ညီမလေးရေခေါင်ခွက်နှစ်ခွက်ရဲ့ခယူးပြုတ်တပွဲရဲ့အမဲကြော်တပွဲထပ်ပေးပါဟဲ့တက်မောင်မောင်ကစပွဲတို့မလေးကိုလှမ်းမှားလိုက်တယ်အေးတီတာမျိုးကတက်မောင်မောင်ဘေးကိုခက်တိုးတိုးဝှေ့ဝှေ့လေးဝင်ထိုင်တယ်တိုးတိုးကဒီအကိုနားသွားလိုက်လေခိခိအေးတီတာမျိုးနဲ့ရွယ်သူလောက်ရှိမဲ့တိုးတိုးဆိုတဲ့ကောင်မလေးကလည်းအောင်စိုးမိုးဘေးကိုဝင်ထိုင်လိုက်ကြတယ်ဒါကအောင်စိုးမိုးတဲ့လန်ဒတာအင်ဂျင်နီယာခုနပြောတဲ့အတိုင်းကိုကြီးနဲ့တမျိုးတည်းသားငယ်တငယ်ချင်းပေါ့စိုးမိုးဒါကအေးတီတာမျိုးတဲ့ဒါကတော့တိုးတိုးမိတ်ဆက်ပြီးတဲ့နောက်တော့ထုံးစံအတိုင်းခေါင်ရည်ခွက်ကိုစီကန်ပြီး cheers အဲ့ဒီညက IC stage show ကိုသူတို့၄ယောက်သာကြည့်ကြတယ်အေးတီတာမျိုးကတော့တက်မောင်မောင်ရဲ့လက်ကိုဆွဲတက်မောင်မောင်ရဲ့ရင်ခွင်နဲ့တိုးလို့အောင်စိုးမိုးနဲ့တိုးတိုးကတော့သူတို့ကိုကြည့်လိုက် stage show ကြည့်လိုက်ပေါ့ခဏကြာတော့တက်မောင်မောင်နဲ့အေးတီတာမျိုးလူအုပ်ထဲကပျောက်သွားတယ်မုတ်ထွက်ဝယ်စားကြတာထင်တယ်သူတို့ကဒီလိုပဲအကိုတိုးတိုးကတော့မထူးဆန်းတယ်လို့ပြောတယ်ပြီးတော့သူ့အတိကောင်မလေးတတိုက်ရောက်လာတော့အောင်စိုးမိုးကိုခဏတော်ဆိုပြီးထွက်သွားတာပြန်ပေါ်မလာတော့ဘူး stage show လဲသိမ့်ပြီမို့အောင်စိုးမိုးတယောက်တည်းဗိုက်စာလာတာနဲ့ပွဲကင်းတွေကငါးထမင်းနယ်ဆိုင်မှာဝင်စားတယ်ဟိုကောင်တော့ကောင်မလေးကိုဘယ်မှသွားတယ်မသိဘူးလက်ဒဒါမျိုးဆိုငယ်တငယ်ချင်းတွေဘာတွေမေ့ရောက်ဖရှာလိုက်ရတာကွာငါးထမင်းနယ်ကိုပလုတ်ပလောင်းဝါရင်ဂျူးမြစ်ကိုကိုက်နေတော့တက်မောင်မောင်ကသူ့ဘေးလာဝင်ထိုင်တယ်မင်းဘယ်ပြောက်သွားတာလဲမအေးဘေးရဲ့ဟဲစော်လေးကိုပင့်သွားတာလေကွာမင်းရောဟိုစော်လေးကိုချုပ်ပြီးပြီတောင်ထင်တာသူ့ဘော်ဒါတွေနဲ့လစ်သွားတာပေါ်တော်မလာတော့ဘူးဒါနဲ့အဲ့ဒါလေးကမင်းစော်လားဆိုပါတော့ကွာငါစော်တွေတဲကတယောက်ပေါ့ဟာကြည်လာရီလားငါကောင်ဒါလေးကရာဇဝင်နဲကွသူ့အဖေကလောပိတတက်သေးကအရာခံကြီးငါရှိကစီနီယာတွေကအစင်းစင်းလက်ဆင့်ကမ်းရင်ငါလက်ထဲရောက်လာတာတီးတဲ့အတိုင်းကတော့တိတ်ဖြစ်ချင်နေတော့ပခုံးပေါ်ဓာပါရင်သူကလွယ်တယ်တက်မောင်မောင်ကသူ့ပခုံးပေါ်ကိုလက်နဲ့ပုတ်ပြတယ်။စော်လေးကငငယ်ချောချောလေးပါကွာမင်းကအတီမဟုတ်ဘူးလား။မလုပ်ပါနဲ့ကွာမင်းသိတဲ့အတိုင်းငါတို့စီမာကဒီလို10တန်းလည်းမအောင် background လည်းဘာမှမရှိတာလေးတွေယူမိရင်ယာရုကိစ္စပါထိမှာပြီးတော့ဒီစော်လေးကနာမည်ကြီးဟာငါစီနီယာတွေနွားဆိုပြီးဝိုင်းဟာကြလိမ့်မယ်မလုပ်ပါနဲ့ကွာဒါနဲ့များကွာမင်းခုနကဟိုးမိုက်တာကွင်းနောက်ထဲနည်းနည်းစကားပြောပြီးဆိုင်ကယ်နဲ့သူ့အိမ်ပြန်ပို့လိုက်တာပါကွာဟဲငါလုံးမကြာကူလီကြီးတန်နဲ့အခုငါစားထားတာမင်းရှင်းလိုက်အေးဒီညတော့မင်းလိုင်းကငါလိုက်အိမ်မယ်နော်ညနေပြီဆိုတော့တက်သေးလည်းမပြန်ကျင်တော့ဘူးမနှက်ကြတန်းစီအမိထပြန်လိုက်တော့မယ်နောက်တလခန့်အကြာလိုက်ကော်ဆောင်ဤနောက်ဆုံးမနက်ခင်းများကခက်ကြမ်းကြမ်းအေးစိတ်
နာယီစင်သားရှိရှမ်းခောက်ဆွဲဆိုင်မှတုပ်ဘူးနွေးစားပြီးအထွက်အကိုဆိုင်ကယ်တော့ဖွင့်နေတဲ့အောင်စိုးမိုးရဲ့လက်မောင်းကိုတစုံတစ်ယောက်ကလှမ်းဆွဲထားလိုက်တယ်ဟိုဘိုးကြီးတက်မောင်တငယ်ချင်းမဟုတ်လားကရားဒီတညကတွေ့ခဲ့တဲ့အေးတီတာမျိုးဆိုတဲ့ကောင်မလေးအက်စကီမိုးတွေလိုသုံးမွေးအကုတ်ပါတဲ့ခေါင်းစွပ်အင်းကြီးတဲ့သူ့မျက်နှာလုံးလုံးလေးကိုအောင်စိုးမိုးချက်ချင်းမှတ်မိလိုက်တယ်ကိုအောင်စိုးမိုးမျိုးကိုမမှတ်မိဘူးလားမှတ်မိပါတယ်ညီမမျိုးအကုတ်ကိုမေးစရာရှိလို့ဆိုင်ထဲမှာကလူတွေနဲ့မှုတ်မျိုးတို့တနေရာတွားကြမလားဗျာအကိုဒီနားကမျိုးဦးစေတီရောက်ပြီးပြီလားအဲ့ဒီကိုတွားရင်စကားပြောကြတာပေါ့အကိုဆိုင်ကနောက်ကလိုက်လို့ရတယ်ဟုတ်အောင်စိုးမိုးအဖြေမရခင်မှာပဲအေးတီတာမျိုးကသူ့ဆိုင်ကနောက်တက်ခွထိုင်လိုက်တယ်ဟေးငါ့ကိုမဆောင်ကြနဲ့တော့ပြန်နှင့်ကြသူ့တငယ်ချင်းလို့ယူဆရတဲ့မီးကောင်ပေါင်းမလေးတွေကိုအေးတီတာမျိုးကအော်ပြောလိုက်တယ်အကိုနိုင်စဉ်ရောက်ရင်ညာဘက်ကွေ့အကိုလက်ကလေးတစ်ဖက်ကအောင်စိုးမိုးဝစ်ထားတဲ့လေတာဂျက်ကက်ရဲ့အနားဆုံးကိုအတာလီလာဆွဲထားတာတတိထားမိလိုက်တယ်လိုက်ကော်ဆိုတာနဲ့လူတွေကတောင်ကွဲစီတီနဲ့ပဲတွဲတိတတ်ကြတယ်မြို့ဦးစီတီကတော့လေစိတ်ဘက်ကနေမြို့ထဲဝင်ချင်းမှာပါမြို့နံဖျားလို့လည်းခေါ်ကြပါတယ်ပကံကဖျားတွေလိုမျိုးဂူဖျားပုံစံနဲ့နေရောင်ကြီးကစေတီရင်ပြင်ပေါ်ဖြာကျနေတယ်အေးတီတာမျိုးဟာဖျားရင်ပြင်တော်ပေါ်ကျုံလေးထိုင်ပြီးရှစ်ခိုးနေတယ်ပြီးတော့သူထိုင်နေတဲ့ခုံတန်းစီရှောက်လာတယ်သူငိုထားတာပါလားမျက်လုံးတွေဟာမုတ်အစ်ပြီးပါဖောင်းလေးပေါ်မှာမျက်ရည်စီးကြောင်တစ်ခုအကိုတငယ်ချင်းနဲ့ဒီရက်ပိုင်းအဆက်အသွယ်ရသေးလားမရဘူးညီမသူ့ဖုန်းကိုမျိုးခေါ်ကြည့်တော့လဲမျိုးအတန်ကြားရင်ဖုန်းချပစ်တယ်သူ့တက်ထဲလိုက်သွားဖို့ကလည်းညီမသူစိတ်ဆိုးအောင်တခုခုများလုံးမိလို့လားအေးတီတာမျိုးကတပ်ပြင်းချတယ်သူနဲ့မျိုးရီးစားဖြစ်တာ6လရှိပြီသူ့စိတ်တိုင်းကြပဲမျိုးနေပြီးပါတယ်ဒါပေမဲ့ဒီရက်ပိုင်းသူမျိုးကိုပြဿနာအမျိုးမျိုးရှာတယ်နောက်ဆုံးဖြစ်တဲ့ပြဿနာကကောင်လေးတစ်ကောင်နဲ့မျိုးရက်စကားပြောနေတာတွေ့လို့တဲ့မျိုးသူ့ကိုရှင်းပြပါသေးတယ်အဲ့ဒီကောင်လေးကမျိုးကိုတစ်ဖက်သက်ကြိုက်နေတဲ့ကောင်လေးဆိုတာသူကမရဘူးမျိုးကိုပိုးစိုးပက်ဆက်တွေပြောပြီးအခုလိုအဆက်အသွယ်ဖြတ်သွားတာပဲမျိုးဦးစီရီပေါ်ဖြတ်ပြန်သွားတဲ့စောင်းငှက်တွေကိုအောင်စိုးမိုးငင်းနေလိုက်တယ်သူအကိုကိုမျိုးအကြောင်းဘာတွေပြောထားသေးလဲအောင်စိုးမိုးကဘာမှပြန်မပြေမျိုးသိပါတယ်သူတို့လောကမှာမျိုးကနာမည်ပြတ်နေပါအကိုကိုလည်းသူအဲ့ဒါလိုပဲပြောထားမှာမဟုတ်ပါဘူးညီမအဲ့ဒါလိုမဟုတ်ပါဘူးအေးတီတာမျိုးပါးပြင်ပေါ်မျက်ရည်တွေလှိမ့်ကျလာတယ်တအီအီနဲ့ငိုတယ်ဖျားပေါ်ရောက်နေတဲ့လူတစ်ယောက်စနှစ်ယောက်စကသူတို့ကိုကွက်ကြည့်အောင်စိုးမိုးကမတ်တက်ထရက်လိုက်တယ်ညီမမငိုပါနဲ့တော့လူတွေကြည့်နေတယ်အကိုရဲ့မျိုးကဆင်းရဲပါတယ်ပညာလည်းမတတ်ပါဘူးအဖေကလည်းမျိုးကိုအရာရှိကတော့အရန်ဖြစ်စေချင်တာဒါနဲ့ပဲသူ့အပြင်အရင်ကအရာရှိတွေနဲ့မျိုးတွဲမိခဲ့တာပါဒါပေမဲ့သူတို့ကမျိုးလိုမိန်းကလေးကိုအပျော်ပဲပေါ့ဒါကိုမျိုးတိတဲ့နေပါပြီဒါပေမဲ့လည်းမျိုးသူ့ကိုတကယ်ချစ်မိသွားတာပါတအီအီကနေရှိုက်ကြီးတငင်အောင်စိုးမိုးဘာလို့ဘာကန်ရမှန်းမသိတော့မတ်တက်ရက်နေခြင်းကအေးတီတာမျိုးရဲ့စပင်တွေကိုပုတ်တက်ပေးနေမိတယ်အေးတီတာမျိုးရဲ့ခေါင်းကမော့လာတယ်မျက်ဝန်းညိုတွေရဲ့အနားတက်ကလိုင်းနာအနက်ရောင်ဟာမျက်ရည်မှောင်နေအဖြစ်ပါးပြင်ပေါ်ပျော်ကျနှက်ခမ်းဖူးတွေဟာတစ်ချက်ရှိုက်လိုက်တိုင်းခက်ဟပွင့်အကိုကူညီနိုင်တာကူညီပါမယ်ညီမဘာကူညီရမလဲပြောပါမျိုးသူနဲ့တွေ့ကြတယ်နောက်ဆုံးဖြစ်ပေါ့သူ့မျက်နှာလေးကိုကြည့်ပြီးပဲလမ်းခွဲကျင်တယ်အကိုသူနဲ့တွေ့လို့ရအောင်ကူညီပါနော်အောင်စိုးမိုးရဲ့ညာဘက်လက်ချောင်းတွေကိုအေးတီတာမျိုးရဲ့လက်ကလာဆုပ်ကင်တယ်သူခံစားမိတယ်ဒါအာကိုတကြီးဆုပ်ကင်လိုက်တဲ့အတွေ့အထိမျိုးတားကြီးမင်းကတော့ကြွိုင်ပဲကွာတက်မောင်ကရင်နွေးချမ်းကိုငှဲ့ရင်စိတ်ပြက်လက်ပြက်နဲ့ပြောလိုက်တယ်တစ်ခေါက်လောက်တော့မင်းတွေ့လိုက်ပါကွာတနာပါတယ်ဒီစော်မျိုးတွေကတစ်ခေါက်တောင်အတွေ့မခံသင့်ဘူးဆိုမို့ရတကယ်ဒိန်ကြမှပြီးတော့နောက်တစ်ပတ်ဆိုရမုံဦးကဒီကိုရောက်လာတော့မှငါအားလုံးစရားတွေအပြတ်ရှင်းထားမှရမယ်သူရှိနေတော့တခုခုဖြစ်လို့မရဘူး
သူရှိနေတော့ဒီမှာငါတို့ကလက်ထပ်ခွင့်တင်တော့မှာရမုံဦးဆိုတာတက်မောင်မောင်နှစ်ပွင့်ဘဝနဲ့ကျိုင်းတုံမှာနေခဲ့တုန်းကဗျူဟာမူးရဲ့သမီးပါအဲ့ဒီကတဲ့ကကြိုက်နေကြပြီးတက်မောင်မောင်ကလည်းဘလောက်ရှုပ်ရမုံဦးကိုပဲလက်ထပ်မယ်လို့ဆုံးဖြတ်ထားတာပါအေးလေမင်းကလည်းအဲ့ဒါကြောင့်မျက်နှာချင်းဆိုင်တွေ့ပြီးပြောလိုက်လို့ပြောနေတာမလုံးနဲ့ငါကောင်အဲ့ဒီတွေးမိတဲ့တခါမှတယ်မယ်သူကဘလို့အကွက်နဲ့အပိုင်ချီမယ်မပြောနိုင်ဘူးဟာစော်လေးကငယ်တာအဆွဲနဲ့မင်းလိုမအူမလဲကောင်ကတော့သူ့တော်ကီတွေကြအဟုတ်မှတ်နေမှာမင်းကွာသူများသားသမီးကိုဟဲ့ရောင်လူပြိုအပြိုနှစ်ဦးသဘောတူချစ်ကြတာကွာတွဲဖို့အစင်မပြေလို့လမ်းခွဲတာပဲမင်းတိတ်တနာနေရင်မင်းမဲငါနေရစက်ခံလိုက်လေနောင်ရကန်နဘေးကရွှေတောင်မှစားတောက်ဆိုင်လေးရဲ့အပြင်ဘက်စပွဲအေးတီတာမျိုးဟာရေကန်အလဲကိုဖြတ်ထိုးထားတဲ့တရားလေးကိုခတ်ဆွေးငင်းနေတယ်နေဝင်တော့မယ်သူတို့ကြားဘာစကားမှမစိုးမိကြသေးအောင်စိုးမှုအနေနဲ့လည်းဖြစ်နိုင်ရင်ဘာစကားမှမပြောချင်ပါဘူးဒီတနာစရာကောင်မလေးကိုဟိုကောင်ပြောတဲ့စကားလုံးတွေသူဘလို့ပြန်ပြောရမလဲအကိုအေးတီတာမျိုးအတန်ကသူ့နားတဲ့ဟိုးအဝေးကြီးကလာတယ်လို့မျိုးအကိုသူနဲ့တွေ့တော့သူကဘာပြောလဲဟင်အောင်စိုးမိုးကတက်ပြင်းချလိုက်တယ်ညီမကိုသူထပ်မတွေ့ချင်တော့ဘူးတဲ့အော်ပြီးတော့သူလက်ထပ်ခွင့်တင်တော့မယ်စကားအဆုံးမှာအောင်စိုးမိုးဟာအေးတီတာမျိုးရဲ့မျက်နှာကိုကြည့်လိုက်တယ်သူမရဲ့မျက်ဝန်းညိုတွေဟာမှိုင်းနေပေမဲ့သူ့နှကန်းတွေကတော့လှောင်ပြုံးနေတယ်လို့မျိုးဟိုကောင်တက်မောင်မောင်ကိုပဲလှောင်သလားသူ့အရင်တွဲခဲ့ဖူးတဲ့လူတွေကိုပဲလှောင်သလားလောကကြီးကိုပဲလှောင်နေသလားနောက်6လဆိုမျိုးအဖေကပင်စင်ယူတော့မယ်အကိုမစီမဆိုင်စကားပေမဲ့သူခေါင်းငိမ့်လိုက်တယ်မျိုးလဲဒီမျိုးကထွက်သွားရတော့မှာပါဘာကြောင့်မှမသိအောင်စိုးမိုးရှင်နဲ့ဟာကနေခံစားလိုက်ရတယ်မျိုးပီယာတောက်ချင်တဲ့အကိုဝယ်တိုက်ပါလားအောင်စိုးမိုးကဝိတ်တာကိုခေါ်ပြီးဘီယာနှလုံးမှားလိုက်တယ်ဘီယာရောက်လာတော့ခွက်တဲငှဲ့ပြီးအေးတီတာမျိုးစီကမ်းပေးလိုက်တယ်အေးတီတာမျိုးကအေးဆက်နေတဲ့ဖန်ခွက်ကိုကင်ပြီးဂလူနဲ့ဘီယာကိုအဆက်မပြတ်မော့ချလိုက်တယ်ရင်တွေပူနေခဲ့သလားကောင်မလေးရဲ့အကိုသိလားအေးတီတာမျိုးဟာဘီယာခွက်ကိုစပွဲပေါ်စောင့်ချလိုက်ပြီးအရင်မရှိဖျားမရှိမေးပြန်တယ်အကိုသိလားလို့ဘာကိုလဲညီမအော်ဟုတ်တာမျိုးကမျိုးစိတ်ထဲတွေးနေတာကိုမေးကြည့်လိုက်တာ sorry ညီမကဘာတွေတွေးနေလို့လဲအေးတီတာမျိုးကဘီယာကိုထက်ငှဲ့ပြန်ပါတယ်မျိုးကိုသူတို့အားလုံးကညာခဲ့ကြတယ်မျိုးကိုတကယ်မချစ်ပဲညာခဲ့ကြတယ်ဒါပေမဲ့မျိုးကသူတို့ကိုထက်ယုံနေမိတာပဲမျိုးကစောက်ပေါ်မှပဲစောက်အပေါ်စားမှပဲအဲ့ဒါအကိုသိလားလို့အောင်စိုးမိုးရှင်နဲ့နင့်ငနေဒီလိုငယ်ရွယ်ပြီးဆွဲဆောင်မှုရှိတဲ့ကောင်မလေးဟာချူလိုသူတွေရဲ့တက်မှတ်မှုခင်းထားတဲ့အလိညာတွေအောက်ဘလောက်အနေအထားထိကြေမွခဲ့ပြီးပြီတဲ့လေအကိုဘီယာမှားပေးအောင်တော်ပြီလေညီမမူးသွားမယ်မူးပါစေဒါမှမျိုးပြောချင်ရပြောလို့ရမှာပြီးတော့မျိုးပြောသမျှနားထောင်ပေးမယ်အကိုရှိတော်လေရင်ဖွင့်ရတာသိလားအောင်စိုးမိုးတက်ပြင်းချလိုက်တယ်ခေါင်းကိုခက်ပြေးပြေးခါပြီးဘီယာနောက်တစ်လုံးနဲ့ဝီစကီတစ်ပြားမှားလိုက်တယ်သူပါမူးမဖြစ်တော့မယ်လေနောက်ရက်တွေအေးတီတာမျိုးနဲ့အောင်စိုးမိုးညနေတိုင်းနေပါတွေ့ပြစ်လာကြတယ်အေးတီတာမျိုးရဲ့ဒဏ်ရာတွေဟာအောင်စိုးမိုးရဲ့ဖေးမမှုတွေနဲ့အတူအနာကျက်တဲ့ထက်ကျက်လာပြီပေါ့အောင်စိုးမိုးကလည်းအေးတီတာမျိုးကိုတနာရာကနေတပြေးပြေးစိတ်ဝင်စားလာတယ်ဒီလိုနဲ့မတ်လ23ရက်နေ့မှာသူတို့တရဝင်းချစ်သူတွေဖြစ်သွားကြတယ်အောင်စိုးမိုးဟာအေးတီတာမျိုးကိုရမက်ရှေ့တန်းတင်မထားတဲ့တနာချင်းနဲ့မျက်မျက်နှုံနှုံချစ်ခဲ့တယ်အေးတီတာမျိုးအတွက်လည်းသူ့အကြောင်းကိုနားလည်ပြီးသူ့ကိုတကယ်ချစ်တဲ့အောင်စိုးမိုးလန်ဒတာအင်ဂျင်နီယာတယောက်ဖြစ်တဲ့အောင်စိုးမိုးဟာဘလို့မှငြင်းရက်စရာမရှိသူတို့နှစ်ဦးရဲ့ချစ်သူဖြစ်စရက်ဆွဲတွေဟာဖြူစင်တန်ရှင်းစွာနဲ့ပျော်စရာကောင်းခဲ့ပါတယ်အဲ့ဒါလိုနဲ့သူတို့ချစ်သူတက်တန်းတလပြည့်တဲ့နေ့မှတ်မှတ်ရရတကြံအကျိုးနေ့
အေးတီတာမျိုးဟာချိန်ထားတဲ့နေရာကိုရောက်လာပါတယ်အောင်စိုးမှုဟာချစ်သူနဲ့ရှောက်လေရင်တလပြည့်အထိတ်အမှတ်ပွဲလေးကိုကျင်းပဖို့ပြင်ဆင်ထားပြီးသားကိုရေလောင်းမယ်နော်အောင်စိုးမိုးကဆိုင်ကယ်ဘောက်စ်တဲကရေမွေးနဲ့ဆက်ထားတဲ့ရေတံဘူးကိုယူပြီးအေးတီတာမျိုးရဲ့ပခုံးပေါ်ကိုလောင်းလိုက်တယ်အေးတီတာမျိုးရဲ့မျက်နှာကပြုံးမနေပဲခန့်ညှို့ဘာဖြစ်လို့လဲကိုရေလောင်းတာမကြိုက်လို့လားမဟုတ်ပါဘူးမျိုးစိတ်ညစ်စရာရှိနေလို့ပါကဲကိုရဲ့တီတာလေးဘာဖြစ်လဲပြောဘာလဲဟိုဖရူဆိုကကောင်လိုက်နှောက်ရှက်ပြန်ပြီလားအဲ့ဒီကောင်ကိုနဲ့မတိုးသေးလို့ပါအေးတီတာမျိုးကဘာမှပြန်မပြောပဲဆိုင်ကနောက်ကတက်လိုက်တယ်ဘယ်သွားကြမလဲထီးဆဲခါရေတကွန်ဘက်သွားမလားဒါမှမဟုတ်ဘဟုမန်တက်ရှိလဲကျင်လားမျိုးကိုပြောစရာရှိတယ်နောင်ရကံဘက်ကလူရှင်းတဲ့တနေရာကိုသွားရအောင်စိုးမိုးလဲဆိုင်ကယ်ကိုမောင်းထွက်လာလိုက်တယ်တကြံအကျိုးနဲ့မနှက်မို့နောင်ရကံဟာလူသိမ့်မစီသေးပါဘူးကံရှိကမန်နက်ကတော့အဖွင့်တခြင်းတွေစိုးနေကြပါပြီကံရဲ့ဟိုးဘက်အဆုံးစီမှာဆိုင်ကယ်ကိုရပ်လိုက်တယ်ဧပြီရဲ့အပူဟာစတင်စာပြုတ်နေပါပြီပြောလေညီမပြောစရာရှိတယ်ဆိုအေးတီတာမျိုးကဆိုင်ကယ်ပေါ်ကမစင်းသေးပဲအောင်စိုးမှုရဲ့ခါးကိုတိုင်းဖက်လိုက်တယ်ပြီးတော့ကြောကိုသူ့ရင်ဘက်နဲ့ကတ်ထားလိုက်တယ်မျိုးကိုနဲ့တွေ့မှပျော်ရပါတယ်ကိုလည်းယုံကြည်တယ်ချစ်တယ်အတန်ကခတ်တိုးကိုသိတယ်လေမျိုးရဲ့အဲ့ဒါဘာဖြစ်လဲအောင်စိုးမိုးရဲ့ကြောပြင်မှာပူနွေးဆွတ်တဲ့အထီးအတွေ့ကိုခံစားလိုက်ရတယ်ဒါမျက်ရည်ညီမဘာဖြစ်တာလဲဘာလို့ငိုတာလဲအောင်စိုးမိုးကဆိုင်ကယ်ပေါ်ကဆင်းပြီးအေးတီတာမျိုးကိုမျက်နှာချင်းဆိုင်လိုက်တယ်အေးတီတာမျိုးကမျက်ရည်တွေကိုလက်နဲ့တုပ်ပစ်တယ်မျိုးကိုနဲ့လမ်းခွဲမယ်ဘာလဲဘာဖြစ်လို့လဲညီမရဲ့ကိုညီမစိတ်ဆိုးအောင်ဘာလို့မိလို့လဲမဟုတ်ဘူးကိုမှာဘာအပြစ်မှမရှိဘူးဒါဆိုဘာလို့ညီမမှာကိုဝင်ရှိနေပြီဟမ်လေးလာတဲ့အောင်စိုးမှုဟာမြေပြင်ပေါ်ခြေပစ်လက်ပစ်ထိုင်ချလိုက်တယ်တကြံအကြက်နေ့နနက်7 နာရီပညာမယ်တွေမှာပါစေရွှေမမြို့မှာပြည်လျံဖို့ရာငွေငါမြို့မှာလာပြည်လေပညာမယ်တွေမှာပါစေရွှေမမြို့မှာပြည်လျံဖို့ရာငွေငါမြို့မှာလာပြည်လေဒီချိန်ဒီခါရွှေဝါမြေအလားချောတွေ့စရာတုတ်တိတာပြေသတုမဟာဘုံတောင်းရှာမဲ့ထန်တလင်းမမြို့တွေအလားဆုံးပဲဒီချိန်ဒီခါရွှေဝါမြေအလားချောတွေ့စရာတုတ်တိတာပြေသတုမဟာဘုံတောင်းရှာမဲ့ထန်တလင်းမမြို့တွေအလားဆုံးပဲမြေနီကုန်း KTV တဲ့ကောင်မလေးတစ်ယောက်ဘေးမှာထားရင်တချင်းဆိုနေတဲ့တက်မောင်မောင်ဟာဆိုလက်စတချင်းတန်ရက်သွားတယ်။ကောင်မလေးတွေခဏအပြင်ထွက်ပေးကြနော်။အောင်စိုးမိုးက9000နဲ့တရွက်စီပေးလိုက်တော့ KTV မယ်လေး2ယောက်ကအပြင်ကိုခတ်တုတ်ထွက်သွားကြတယ်။အခန်းတကားဝမှာရက်နေတာကအေးတီတာမျိုး။အောင်စိုးမိုးကရမုကိုယူပြီးတချင်းတန်ကိုရက်လိုက်တယ်။ဟဲ့အောင်စိုးမိုးမင်းဒါဘာလုပ်တာလဲ။ညီမဒီကိုလာထိုင်အောင်စိုးမိုးကအေးတီတာမျိုးရဲ့လက်ကိုဆွဲပြီးထိုင်ခိုင်းလိုက်ပါတယ်မင်းကိုငါတို့ပြောစရာရှိလို့တတ်မောင်ဘာလဲကွမင်းတို့ဟာမင်းတို့ညှိနေကြတာငါနဲ့ဘာပတ်သက်တော့လို့လဲလီးကွာဇရာလာရှုပ်ပြန်ပြီမင်းက KTV မှာကဲကြမယ်ဆိုလို့ငါလာတာနော်ဟေ့အောင်ခုထပြန်ပါနေပါအောင်ကွာမင်းနဲ့အေးတီတာမျိုးကိုငါဒီလိုမျက်နှာချင်းဆိုင်ပေးမှရမှာမဟုတ်ပါငါပြောတာခဏနားထောင်အောင်တက်မောင်မောင်ကရှေ့ကဝီစကီခွက်ကိုတစ်ချိန်လုံးမော့ချလိုက်တယ်ပြောကွာမြန်ပြောအောင်စိုးမိုးကအေးတီတာမျိုးရဲ့မျက်နှာကိုကြည့်လိုက်တယ်သူ့မှာကိုဝင်ရှိနေပြီတက်မောင်မောင်ကအောင်စိုးမိုးကိုမျက်လုံးပြူးပြီးကြည့်လိုက်တယ်အဲ့ဒါငါနဲ့ဘာဆိုင်လဲလက်ရှိသူကမင်းစော်လေအောင်စိုးမိုးကမျက်လုံးကိုစုံမိတ်ပြီးအန်ကျိတ်ထားလိုက်တယ်
ပြီးမှစိတ်ကိုလျှော့ချပြီးကိုဝင်ကလေးလတငယ်ချင်းတက်မောင်မောင်ကရှေ့ကစပွဲကိုစောင့်ကန်လိုက်တယ်အမီးပကံပြားတစ်ချက်ကအောက်ကိုမှောက်ကုန်တယ်ငါကိုဝင်လို့ပြောချင်တာလားဟေ့လီးလာမင်းသူ့အကြောင်းဘယ်လောက်သိလဲလူတကာနဲ့ကုန်းနေတာဖြင့်ခွတ်အောင်စိုးမိုးရဲ့လက်သီးချက်ကြောင့်တက်မောင်မောင်အနောက်ကိုလန်သွားတယ်မင်းမမိုက်ရိုင်းနဲ့ဟေ့ငါလိုးမသာတုတ်ကြောင်ပြီးငါ့ကိုလာမဲနေတယ်သူ့ကိုဝင်ဆိုမင်းတာဝန်ယူလိုက်လေမင်းကအခုလက်ရှိသူ့ဘဲပဲဟာဒီကောင်အောင်စိုးမိုးကတက်မောင်မောင်ကိုတက်ခွပြီးထိုးဖို့ပြင်တယ်အကိုတော်ပါတော့တောင်းပန်ပါတယ်အေးတီတာမျိုးကအခန်းတောင်းမှာကြောက်လန့်တကြားကပ်နေရင်းကအော်တယ်သူ့ဘိုက်ထဲမှာကမင်းကလေးမင်းသွေးသားကွအဲ့ဒါမင်းသိလားသူမင်းကိုတိုင်လိုက်ရင်မင်းကိုတက်ကဖြုတ်ပြစ်မှာခွတ်ဒီတခါတော့တက်မောင်မောင်ကအောင်စိုးမိုးကိုထိုးထည့်လိုက်တာပါသူတို့နှစ်ယောက်လုံးထွေးနေချင်း KTV ကစပွဲတိုးတွေဝင်လာဆွဲကြပါတော့တယ်သူတို့နှစ်ယောက်လုံးတတိထားပြီးလိုက်ချိန်အခန်းထဲတွင်အေးတီတာမျိုးမရှိတော့အစ်စ်ခံချက်ကဒီနေရာမှာအဆုံးတတ်ပါတယ်ကျွန်တော်ဖိုင်ရွဲကိုပိတ်လိုက်ပြီးမျက်လုံးတွေကိုမှိတ်ထားလိုက်တယ်တက်မောင်မောင်နဲ့အောင်စိုးမိုးနှစ်ယောက်လုံးရဲ့အစ်စ်ခံချက်ကဒီနေရာမှာပဲစင်တူအဆုံးတတ်သွားကြတယ်အေးတီတာမျိုးကိုသူတို့နောက်ဆုံးတွေ့လိုက်တာမြေနီကုန်းက KTV မှာပေါ့မြေနီကုန်းဆိုတာလွိုက်ကော်မြို့ကနေမိုးပြက်ဘက်အထွက်မှာရှိတာပါအေးတီတာမျိုးရဲ့အလောင်းကြတော့အဲ့ဒီကနေစန့်ကျင်ဘက်မိုင်20-30နီးပါးဝေးတဲ့ဖရူဆိုကတောင်ရတန်းတွေမှာသွားတွေ့တာသူတို့နှစ်ယောက်တည်းဘသူကတရက်ခံဖြစ်နိုင်လဲတက်မောင်မောင်လားအောင်စိုးမိုးလားဘသူဆိုပို့ဖြစ်နိုင်လဲမျက်လုံးမှိတ်စဉ်းစားနေရင်ကကျွန်တော်မျက်နှာပေါ်ပူနွေးဆူဆွတ်တဲ့ပြစ်ချွဲချွဲအရည်တစ်ဆက်တောက်ကနေကျလာတယ်ကျွန်တော်မျက်လုံးဖွင့်ကြည့်လိုက်တယ်အပေါ်တက်တဲ့ထုတ်တန်းမှာကျိုးစားလိုတွဲလောင်းကျနေတဲ့အရာကလွဲလို့ဘာမှမရှိပါးပေါ်ကျလာတဲ့အရည်တွေကိုကြိုက်ကြည့်လိုက်တယ်ညှိဆိုးဆိုးအနက်အိမ်မြောင်သေးများလားကျွန်တော်နာကမွေးကင်းစကလေးတစ်ယောက်နာကျင်လို့អော်လိုက်တယ်လို့အတန်တက်တဲ့ဟိုဘက်ဖဲဝိုင်းကစူညံတန်တွေကိုပါကြော်လွန်ပြီးကြားရတာကျွန်တော်အပေါ်တက်ကလာတဲ့အတန်ထုတ်တန်းပေါ်ကကြိုးစားလို့အရာဟာတပြေးပြေးရှိလာပါလားမိသည့်အယောင်အောက်မှာပြစ်ချွဲအရည်တွေလဲ့နေတဲ့အဲ့ဒီအရာဟာကျွန်တော်စီဆင်းလာနေတယ်လို့ပဲဖြူပတ်ဖြူရောအယောင်နဲ့ပြနှမ်းနှမ်းရောရှက်ထားပြီးလိန်ကောက်နေတဲ့ရှေမျောမျောအရာဟာတိတိချာချာကြီးကျွန်တော်မျက်နှာစီဥတီလာနေတာဘာကြီးလဲတရိတ်ဆန်တစ်ကောင်ရဲ့ဥလားမွေတစ်ကောင်များလားဒါမှမဟုတ်ခုနကလေးငိုတန်ကြားရတော့ဒါဆိုဒါကလေးအချင်းကချက်ကျိုးမလာနဲ့အဲ့ဒီအချိန်အခန်းတက္ကမကြီးဟာရုတ်တရက်ပွင့်လာလို့ကျွန်တော်ထပ်អော်လိုက်တယ်တကားဝမှာကိုထေးအောင်ကိုပိုင်စကျွန်တော်ရှိတာကုန်ပြီဗျာအဲ့ဒါပြန်လိုက်ချင်လို့ငွေနဲ့လောက်ချီးပါလားအများကြီးမဟုတ်ပါဘူးတပလင်းလောက်ပဲကိုပိုင်စခမည်းဘာဖြစ်နေတာလဲကျွန်တော်ထုတ်တန်းပေါ်ကိုလက်ညှိုးထိုးပြလိုက်တယ်အပေါ်မှာကိုထေးအောင်ကအပေါ်ကိုမော့ကြည့်တယ်ဘာလဲဗျဘာမှလည်းမတွေ့ဘူးလောက်ပါဗျာဟိုမှာပွဲကကောင်းနေပြီ9000လောက်ရှိလဲဖြစ်တယ်ဒီတော့မှကျွန်တော်လဲတတိဝင်လာတယ်ဘောင်းမီအိတ်ထဲက9000နဲ့2ရွက်ကိုထေးအောင်ကိုလှမ်းပေးလိုက်တယ်ခမည်းတော့အမှုတွဲဖိုင်ဖတ်ပြီးအိမ်မဆိုးမတ်တာထင်တယ်အိမ်မရလဲဒီဘက်ဝိုင်းကူးခဲ့လေဗျာကိုထေးအောင်ထွက်သွားတော့ကျွန်တော်တယောက်တည်းအခန်းထဲမှာကြံခဲ့ပြန်ပါတယ်ကျမ်းပြင်ပေါ်ကအမှုတွဲဘေးမှာကျွန်တော်ထိုင်ချလိုက်တယ်ခုနကျွန်တော်တေချာမြင်လိုက်ရတဲ့ထုတ်တန်းပေါ်ကအရာမွေးကင်းစကလေးတစ်ယောက်ရဲ့ချက်ကျိုးလိုဟာမျိုးအေးတီတာမျိုးဟာကိုဝင်လေးလလွယ်ထားရတာဆိုတော့အဲ့ဒီကလေးလေးများကျွန်တော်အတော်လေးခြောက်ခြားလာတယ်ဘာကြောင့်လဲကျွန်တော်အနီးနားတဝိုက်သူတို့ရှိနေတာဘာသဘောလဲ
ကိုထေးအောင်ပြောသလိုသူ့ကိုတတ်တဲ့တရားခံကိုဖော်ထုတ်ပေးစေခြင်းလို့လားဒါဆိုတရားခံကိုကျွန်တော်သိနေတယ်ဆိုတာမျိုးလားဟိုကောင်လေးအာကာတက်မောင်မောင်နဲ့အောင်စိုးမိုးမဟုတ်ရင်အနီးစပ်ဆုံးတရားခံကသူ့စီပဲညွန်ပြနေတဲ့ကိုဆိုင်စီကအေးတီတာမျိုးရဲ့အလောင်းပုံတွေပါတဲ့ CD ခွေကိုသူဘာကြောင့်ယူသွားခဲ့တာလဲနောက်ပြီးအေးတီတာမျိုးအလောင်းကိုတွေးတဲ့နေရာကသူ့ဆိုင်နဲ့မလန့်မကမ်းပါသူနဲ့အေးတီတာမျိုးဘာပတ်သက်နေလဲကျွန်တော်သိဖို့လိုတယ်နောက်တစ်ခုကအောင်စိုးမိုးရဲ့အစ်စ်ခံချက်ထဲမှာပါတဲ့အေးတီတာမျိုးကိုတစ်ဖက်သက်လိုက်ကြိုက်နေတဲ့ဖရူဆိုကကောင်လေးဆိုတာအာကာများလားဒီကိစ္စကိုထေးအောင်ကိုကျွန်တော်ပြောပြလိုက်ရမလားဟာကွာအရေးတယ်ကျွန်တော်အခန်းစီကဆူဆူညံ့ညံ့အတန်တွေဟိုဘက်ခန်းကမီးလာနေတယ်ဟာဒါဆိုမီးပြီးကျွမ်းတာပဲဟိုဘက်ခန်းပြောင်းကြမယ်ကိုပိုင်စခမည်းအခန်းကမီးတီးကကျွမ်းသွားပြန်ပြီထင်တယ်ကိုထေးအောင်တို့ဖဲဝိုင်းတစ်ခုလုံးစူညံပွက်လောရိုက်ပြီးဒီဘက်အခန်းစီရွှေ့လာကြပါတယ်ကျွန်တော်အခန်းကမီးတီးကညနေကပဲလဲထားတာပါဘယ်နဲ့ဖြစ်တာပါလဲအေးတီတာမျိုးများနှောက်နေပြန်ပြီလားကျွန်တော်စိတ်အတော်ညစ်သွားတယ်ကြောက်လဲကြောက်နေပြီနေရာပေါင်းစုံပုံစံပေါင်းစုံမီးပေါင်းစုံနဲ့ကျွန်တော်ကိုတွေ့ကပ်နေပါသည်ကောမီးမောင်နေတဲ့ဟိုဘက်အခန်းကိုလည်းမပြန်ရဲတော့တာမို့ကိုတေးအောင်ဆောင်ကိုယူပြီးဖဲဝိုင်းဘေးပဲခေါင်းမီးချုံကွေးလိုက်တော့တယ်ဖုန်းတန်ကြောင့်ကျွန်တော်နိုးလာတယ်ဟုတ်ကဲ့ကိုဖိလစ်ကျွန်တော်ဈေးရှိကလက်ဖက်ရည်ဆိုင်မှာရောက်နေပြီကိုပိုင်စအော်ဟုတ်ကဲ့ဗျာခဏလေးစောင့်ပြကျွန်တော်ထွက်လာပြီကျွန်တော်ညကကိုတီးအောင်အခန်းမှာပဲအိပ်ပျော်သွားခဲ့တာဆက်လိပ်ပြခွက်တွေအရက်ပလင်းတွေခွက်တွေကဒီတိုင်းပဲဖဲတုံးနဲ့ပကံပြားကကိုတီးအောင်အိပ်ရပေါ်မှာကိုတီးအောင်ကတော့မရှိတော့ဘူးဒီလူဘယ်သွားတာပါလဲအော်ဒီနေ့အေးတီတာမျိုးရက်လေလွိုက်ကော်ကိုသွားမယ်လို့သူပြောထားတာပဲမိုးလင်းနာနဲ့ကျွန်တော်အတွေ့တဲ့ဒီနာမည်ကစပါလာပြီဘယ်တော့မှငါပတ်ဝန်းကျင်ကပျောက်ကွယ်သွားမှလဲအေးတီတာမျိုးရဲ့ကျွန်တော်သွားတိုက်ရေမိုးချိုးအဝတ်စားလဲဖို့ကို့အခန်းကိုပြန်လာလိုက်တယ်အခန်းတကားကိုကျွန်တော်တွန်းဖွင့်လိုက်တယ်ဟာညတုန်းကကျွမ်းသွားတဲ့ဆိုတဲ့မီဒီကလင်းထိန်လို့နေပါတယ်ဘာတွေလဲကွာဖြစ်ချင်တာသာဖြစ်နေလိုက်တော့ဟဲ့ဒီမျိုးရဲ့တခုတီးသောလက်ဖက်ရည်ဆိုင်လေးထဲမှာကိုဖိလစ်ဟာအီချာကွေးကိုလက်ဖက်ရည်နဲ့တို့ပြီးပလုတ်ပလောင်စားနေပါတယ်မူဆက်ရည်ငါ့ကိုပေါ်စိတ်တစ်ခွက်ဟဲ့ပါဇက်ကသာအရသာခံပြီးမှားလိုက်ရတာပါကယမ်းမလေးမူဆက်ကသူ့ဖြောခြင်းရဖြောတာရဲ့ကိုပိုင်စငါဒီနေ့ယာအီပရာထက်ဆင်းရမယ်ကလေးတွေတည်တဲ့ကိစ္စနီးစပ်တဲ့အဖြစ်တစ်ခုရထားတယ်နင်းအတွက်လည်းသတင်းတစ်ခုဖြစ်နိုင်တယ်ဗျပြောပါအောင်ကိုဖိလစ်ဒီမှာကြည့်ကိုဖိလစ်ကဓာတ်ပုံတချို့ကျွန်တော်ရှေ့ကိုထိုးပေးတယ်ဘာမှမသိတဲ့စက်တွေနဲ့တဲတန်းရှည်ကြီးတစ်ခုရဲ့ပျောက်ကြားနဲ့လူတချို့ရဲ့ကိုခက်ဝေးဝေးကရိုက်ထားတဲ့ပုံတွေပါဒါဘာပုံတွေလဲဗျကိုဖိလစ်ကငိမ့်ချမ်းရေးအဖွဲ့အစည်းတစ်ခုနာမည်ကိုခတ်တိုးတိုးပြောတယ်ယာအီပရာချောင်းပြားမှာသူတို့အဖွဲ့ကတရုတ်တွေကိုတတ်ထုလောက်ွက်တစ်ခုပေးထားတယ်အဲ့ဒီမှာတခါတည်းတတ်ထုတွေကိုအကြမ်းတန့်စင်ထားတယ်ဗျတန်းစင်ပြီးတဲ့စွန့်ပစ်ဓာတုပစ္စည်းတွေကိုယာအီပရာချောင်းနဲ့စွန့်ပစ်ကြတာတဲ့ဗျဒီပုံကိုကြည့်ဒါကယာအီပရာချောင်းဒါကချောင်းကိုတွဲချထားတဲ့ပိုက်လိုင်းဟာဒါဆိုချောင်းအောက်ဘက်ရွာတွေကအဲ့ဒီချောင်းရီကိုတုံးတဲ့လူတွေတော့ဒုက္ခရောက်ပြီပဲဟုတ်တယ်ကိုပိုင်စအထူးသဖြင့်ကိုခံအားနုနယ်တဲ့ကလေးတွေကအသက်ပါပေးလိုက်ရပုံပဲဒါနဲ့ဒီပုံတွေခမားဘယ်ကရတာလဲခမားကိုယ်တိုင်တွားရိုက်ထားတာလားအဲ့ဒီပတ်ဝန်းကျင်မှာလက်နက်ကင်တွေနဲ့ငါကဘလို့အနာကတ်လို့ရမှာလဲဒါခက်စော်စီကရလာတာအော်ဒီလူစီကကိုမနေ့ညကတော့ကျွန်တော်အခန်းမှာဒီလူဖဲလာရိုက်သွားသေးတယ်အေးလွန်ခဲ့တဲ့2 လလောက်ကသူ့ရဲ့ဂန္ဓာယဝရီ time ကဘိုကိတ်ရဲ့
KNPP ကအမှတ်3ခရိုင်မူကိုလော်ရယ်ရဲ့တစ်တော်ကိစ္စနဲ့အဲ့ဒီဘက်သွားကြတယ်တဲ့ကိုလော်ရယ်ပါလာတော့အဲ့ဒီနေရာကိုအလွယ်တကူဝင်လို့ရတာနဲ့ဓာတ်ပုံတွေခိုးရိုက်လာတာတဲ့ဒီလိုဆိုတော့လေဒီလူကမစိုးပါဘူးစိုးတယ်ဟာဒီဓာတ်ပုံတွေပေးခြင်းလို့ပေးသွားတာမဟုတ်ဘူးငါအထက်အရာရှိပြင်သစ်မမစ်ရှဲကိုဒီပုံတွေတပုံ9000နဲ့ရောင်းစားသွားတာကောင်းပါလေဗျာဒီဘဲကတော့ချီကျူးမိတာတော့မှားတယ်အခုငါရာဧပရာစင်ပြီးချောင်းရည်ကိုနမူနာယူသွားမလို့ဓာတ်ခွဲစမ်းသပ်ပြီးအန္တရာယ်ရှိနေပြီဆိုပြည်နယ်အစိုးရကိုအတိပေးတင်တာပေးပြီးတခြား NGO တွေနဲ့ပါတိုင်ပင်ကြပြီးလှုပ်ရှားရှိတာလုပ်ရအောင်ပါနေရောလိုက်အောင်မလားဒီသတင်းကလွိုက်ကော်ကမက်ခိုင်တို့နေသွေးတို့သတင်းတောက်တွေလည်းလိုချင်နေတာနော်ဘာလဲဒီတခါလဲနဲတူနဲ့တွေ့မှကြောက်လို့လားကလေးတွေတေးတာနဲတူကြောင့်မဟုတ်ဘူးနဲတူဟာစုံးမမဟုတ်ဘူးဆိုတာတက်တည်ပြနိုင်နေပြီပဲဗျမကြောက်ပါနဲ့လိုက်တော့လိုက်ချင်တယ်ဗျာပြောရရင်တော့ဒီညဟာအေးတီတာမျိုးရဲ့ရက်လင်ညကျွန်တော်ကြားဘူးတာကလူတယောက်ရဲ့ဝိညာဉ်ဟာရက်လင်ညဆိုလိုက်နှုတ်ဆက်တက်ကြတဲ့ဒီညတညကျွန်တော်အခန်းမှာပြန်မအိပ်ပဲလိုက်သွားတာပိုကောင်းမယ်ထင်ရဲ့ကျွန်တော်လိုက်ခဲ့မယ်ဗျာကင်မရာတော့ပြန်ယူလိုက်အောင်မယ်ဖျားเจ้าကုန်းပေါ်ကနေကြည့်ရင်မီးရောင်လဲလဲတချို့ကလွယ်ပြီးရာဧပရာရွာလေးဟာမှောင်မိုက်တိတ်ဆိတ်နေတယ်ညနေကရွာလူကြီးဦးဘော့စကိုရဲ့ရွာသားအချို့ရဲ့နဲ့ကလေးတွေတေတဲ့ကိစ္စရာဧပရာချောင်းရည်ကိုနေ့စဉ်အသုံးပြုနေကြတဲ့ကိစ္စတွေကိုကျွန်တော်အင်တာဗျူးလုပ်ရတယ်သတင်းပညာအရာချောင်းဖျားကတတုတန့်စင်စက်ယုံကိစ္စနဲ့ဒီကုတ်တွေကိုတွဲပြီးလိုက်နိုင်ရင် investigative စောင်းပါကောင်းတစ်ပုတ်ကျွန်တော်အတွက်ထွက်လာမှာတေးကြတယ်ကိုဖိလစ်ကတော့ဖျားเจ้าဘေးကတဲလေးမှာသူ့အလုပ်အတွက်အစီရင်ခံစာတစ်စောင်ကို laptop နဲ့ရေးနေတယ်ကျွန်တော်တယောက်တည်းရွာလူကြီးလက်ဆောင်ပို့လိုက်တဲ့စုပ်ခေါင်တအိုးရဲ့ကရောဝတ်သားဟင်းတစ်ခွက်ရဲ့ကြွက်သားကိုကြက်တိုက်ခင်ထားတာတစ်ချောင်းရဲ့နဲ့ကျောင်းတိုင်ဆရာတော် Father ပေးထားတဲ့ဓာတ်ခဲမီးစလိုက်လေးတစ်ခုသာကျွန်တော်နာပြပြလေးလင်းလို့ဒီနေ့တော့ရောက်ကတဲ့ကဒေါ်နဲတူရှိတဲ့စမ်းချောင်းအောက်ဖက်ကိုကျွန်တော်လုံးဝမသွားကြည့်ခဲ့ပါဘူးဟိုတခါလို့စိတ်အနှောက်အယှက်တွေမဖြစ်ချင်ဘူးလေစုပ်ခေါင်ကလည်းရှာတတနဲ့တော်တော်လေးကိုအရသာရှိတယ်ကရောဝတ်သားဟင်းကတော့စားပေါ့ပေါ့မှာအဆက်ကဲထားတဲ့အရသာမျိုးသူတို့စီကဝက်ကလေးတွေကအကောင်တေးတေးကြစ်ကြစ်လေးတွေမဟုတ်အစီနဲပြီးအခောက်ကထူတယ်အသားလဲစူတယ်ဖျားရှိခိုးကြောင်ခေါင်မိုးချွန်ချွန်ပေါ်ကနေဘာမှမသိတဲ့ညငတ်တကောင်ကအော်ပြီးပြန်သွားတယ်အဲ့ဒီအချိန်ကျွန်တော်ပကုံးပေါ်လက်တစ်ဖက်ကဖြန်းကနေဟာကိုဖိလစ်ခမည်းဗျာမပြောမဆိုနဲ့လန့်တာခမည်းတဲ့ကျွန်တော်ကပို့လန့်နေတာတဲတဲ့ခဏလိုက်ခဲ့အောင်ကိုဖိလစ်ခေါ်လို့ကျွန်တော်ဖျားเจ้าဘေးကတဲတဲ့ကျွန်တော်လိုက်ခဲ့လိုက်ပါတယ်တဲရှိကိုရောက်တော့တဖြက်ဖြက်အတန်တွေပြီးတော့ညနေကကွပ်ပစ်ပေါ်တင်ထားခဲ့တဲ့ကျွန်တော်ကင်မရာဟာအလိုလျောက် flash မီးတွေပါပွင့်ပြီးတဖြက်ဖြက်ဓာတ်ပုံတွေရိုက်နေတယ်ဒါဘာဖြစ်တာလဲကိုပိုင်စခမားကင်မရာကရုတ်တရက်ကြီးထဖြစ်တာကျွန်တော်ကင်မရာကိုသွားယူပြီးဓာတ်ခဲကိုအမြန်ဖြုတ်လိုက်ပါတယ်ကျွန်တော်ကင်မရာကတစ်ခါဒီလိုပဲကြောင်နေကိုဖိလစ်ကတော့ခေါင်းကုတ်ပါတယ်ခမားကင်မရာကလူတယောက်ခလုတ်နှိမ့်နေတယ်လို့ကြီးဗျာကျွန်တော်ဖြင့်လန့်သွားတာပဲကဲလုံးเสียရှိတာဆက်လုပ်ဗျာကျွန်တော်လည်းအပြင်မှာခေါင်ရည်နဲ့ဝတ်သားကြံတာလေးဖြတ်လိုက်အောင်မယ်ကျွန်တော်အပြင်ကိုပြန်ထွက်လိုက်တော့မြင်လိုက်ရတဲ့မြင်ကွင်းကိုမှင်သိမ့်မိတယ်တောက်လက်ဆစုပ်ခေါင်အောင်ဟာမြေကြီးပေါ်မှာလဲလို့ဝတ်သားဟင်းပကံဟာလည်းမှောက်ခုံကြွက်သားကင်ကလည်းခက်ဝေးဝေးမြေကြီးထဲမှာဘသူလှုပ်တာလဲပတ်ဝန်းကျင်ကိုကြည့်လိုက်တော့မီးရောင်တက်တက်အောင်ခက်လန်းလန်းတောဆက်မှာအကျော်ပြိုင်ထနေတဲ့ခြေထောက်တစုံနဲတူဟာကျွန်တော်ကိုအမှောင်ထဲကနေစိုက်ကြည့်နေပါတယ်သူ့သွားမဲတွေတွန့်နေတဲ့ပရည်တွေနဲ့လိန်ကောက်စပင်ဖြူတွေကျွန်တော်မှတ်မိပါတယ်ဒါနဲတူပဲ
ခမည်းဘာလုပ်တာလဲကျွန်တော်အော်ပြောလိုက်တယ်နဲတူဟာကျွန်တော်ရှိရာလက်ညှိုးထိုးပြီးကရောဘာသာနဲ့ထက်ရွတ်နေပြန်ပါတယ်ခမည်းသွားထွက်သွားခမည်းနဲ့ကျုပ်ဘာပြဿနာရှိလို့လဲဒီတခါတော့ကျွန်တော်ပောက်ကွဲပါပြီမစီမဆိုင်တောက်လက်ဆခေါင်အောင်နဲ့အမီးတွေကိုမှောက်ပစ်တဲ့အဖွားကြီးကိုပိုင်ဆဘာဖြစ်တာလဲကိုဖိလစ်ဟာကျွန်တော်နာရောက်လာပါတယ်ဖျားเจ้าတွေကကျောင်းထိုင်ဖာသာနဲ့ခင်ကြီးလည်းကျွန်တော်စီအပြေးအလွှာရောက်လာကြတယ်ဟိုမှာအဖွားကြီးကျွန်တော်စားနေတောက်နေတာတွေကိုမှောက်ပစ်သွားတယ်ဘယ်အဖွားကြီးလဲဟိုမှာလေနဲတူဆိုတဲ့အဖွားကြီးခမည်းတော်ရောက်လာလို့ထွက်ပြေးသွားတာကိုဖိလစ်ကမျက်လုံးပြူးကြီးနဲ့ကျွန်တော်ကိုကြည့်ပါတယ်ကိုပိုင်ဆနင်ညနေကဦးဘော့စ်ကိုပြောတာကိုမေ့နေတာလားဘာကိုလဲနဲတူကတလောကဒုပြန်သွားပြီးနောက်တနေ့ညမှာပဲရုတ်တရက်ဆုံးသွားလို့အတုပချက်ချင်းချလိုက်ပြီးဆိုတာလीကွာဟာဟုတ်သားပဲကျွန်တော်ခေါင်းတစ်ပန်းနေချက်ချင်းကြီးသွားတယ်ဒီတိုင်းဆိုနင်ကတရေတစေတွေကိုမြင်နေရတယ်ဆိုတာမျိုးလားမသိတော့ပါဘူးကိုဖိလစ်ရာပထမဟိုအသက်ခံရတဲ့ကောင်မလေးအခုနဲတူရောဘာတွေပြစ်မှန်ကိုမသိတော့ဘူးဆရာလေးကိစ္စကဤလူပြားဆယ်နဲ့တွားတွေ့ကြည့်ရင်အဖြေထွက်လာလိမ့်မယ်ကျွန်တော်နဲ့ကိုဖိလစ်ညကကိစ္စကိုပြောနေကြရင်နဲ့ဖျားရှိခိုးချောင်းကိုရောက်လာတဲ့ရွာလူကြီးဦးဘော့စ်ကိုကဝင်ပြောတာပါဤလူပြားဆယ်ဆိုတာကပြားဆယ်ရဲ့အတိတ်ပဲကဒီရေမြေကိုထိမ့်သိမ့်သူအကြီးအကဲပေါ့အဖူးဒီဂရီဖူးကောင်းမအင်းတို့နဲ့ဆက်သွယ်လို့ရတဲ့သူနင်တို့ဗမာဆိုဘာခေါ်လဲနတ်ဆရာခေါ်မလားသူ့ထင်းမှာဘေးရင်မေးလို့ရတယ်ဝိညာဉ်တွေအစိမ့်တရေတွေပြားဆယ်ကဒီရွာမှာရှိလားဒီရွာမှာတော့မဟုတ်ဘူးဟိုဘက်ထေကိုရွာမှာကီထီယိုဘိုးပွဲအတွက်လူငယ်တွေနဲ့တကွန်တိုင်တစ်ရှာဖို့တောတက်သွားတယ်မနှက်ဖြန်ဆိုပြန်ရောက်လောက်ပါပြီဦးဘော့စ်ကိုပြောမှဒီလဟာကရင်နီရိုးရာကီထီယိုဘိုးပွဲတော်ခေါ်တကွန်တိုင်ပွဲလှုပ်တဲ့လမှန်ကျွန်တော်တတိရသွားတယ်ကရင်နီရိုးရာအရာဖန်ဆင်းရှင်တဘာဝသခင်မှဖြည့်သူလူမိုးနဲ့ဆက်သွယ်ဖို့ရေမြေဒေတာအေဂျင့်ဖို့တီးနှံတွေဖြစ်ထွန်းစေဖို့တကွန်တိုင်ပွဲကိုနှစ်တိုင်းကျင်းပရပါတယ်တကွန်တိုင်ပွဲကဒီရွာမှာရောမလုပ်ဘူးလားလုပ်လို့မရဘူးလေဒီနှစ်ကကလေးတွေလည်းအသေးအပြောက်ရှိတယ်ပြီးခဲ့တဲ့ရက်ကအဖွားကြီးနဲတူတည်ထားတာမို့ရိုးရာအရာလူတည်ရှိတဲ့ရွာကတကွန်တိုင်ခုတ်ခွင့်မရှိဘူးလေဒါကြောင့်ငါတို့လည်းထေခိုကိုပဲသွားကူကြမှာဆရာလေးသူနဲ့တွေ့ကြရင်ထေခိုလိုက်မလားငါတို့လည်းသွားဖို့ရှိတယ်လေကိုဖိလစ်ကိုကျွန်တော်တစ်ချက်လှမ်းကြည့်လိုက်တယ်ကိုပိုင်ဆနေချင်းနေခဲ့လေပြားဆယ်နဲ့သွားတွေ့ပြီးမှပြန်ပေါ့အမှန်ဝန်ခံရရင်ဖရူဆိုကဟိုအခန်းကိုကျွန်တော်ပြန်မအိတ်ချင်ဘူးအဲ့ဒီကဘာမှမသိတဲ့၆လန့်မှုတွေကိုစိတ်ကုန်လာပြီဦးဘော့စ်ကိုပြောသလိုကရင်နီနတ်ဆရာစီမှာဒီပြဿနာရဲ့အဖြေရှိကောင်းရှိနိုင်တယ်မောင်းတန်တူတူရှေ့ပြေးကြားရတယ်ထေခိုရွာတဲကအမျိုးသမီးတွေဟာအောင်တပြေရွက်ရေအိုးကိုစီနဲ့တကွန်နိုင်ခုတ်ပြီးပြန်လာတဲ့အမျိုးသားတွေကိုကြိုဖို့စီတန်းစောင့်နေကြပါပြီ25ပြီလောက်ရှိတဲ့ဖြောင့်စင်စင်ကျွန်းပင်လုံးကြီးကိုလူငယ်တွေကဝိုင်းထမ်းလာကြတယ်ကျွန်းတစ်လုံးပေါ်မှာတော့အသားဖြူဖြူအရက်ပုပုနဲ့ကုန်းကိုပလုတ်ပလောင်းဝါးနေတဲ့အသက်80အရွယ်အဖိုးကြီးတစ်ယောက်ကခွထိုင်လာတယ်အဲ့ဒါအီလူပြားဆယ်ပဲသူ့နာမည်ကဦးဂိုးရီလို့ခေါ်တယ်ဆရာလေးဦးဘော့စ်ကိုကကျွန်တော်ကိုပြောတယ်ကျွန်တော်တေချာကြည့်လိုက်ချိန်မှာပဲပြားဆယ်ကလည်းတစ်လုံးပေါ်ကနေကျွန်တော်ကိုစူးစူးရဲရဲစိုက်ကြည့်နေတာကိုတွေးလိုက်ရပါတော့တယ်တစ်လုံးကိုတကွန်နိုင်စိုက်မဲ့ရွာရဲ့အရှိဘက်ကုန်းမြင့်အထိတည်သွားကြတယ်လိပ်ပြာခေါ်အဖွဲ့လို့ခေါ်တဲ့တကွန်နိုင်ကိုကောင်းချီရေစင်တွန်းလောင်းကြတဲ့အမျိုးသမီးအဖွဲ့ကလည်းနောက်ကလိုက်သွားတယ်မောင်းတန်တွေကရင်နီပလွေတန်တွေနဲ့ပျော်ဖို့ကောင်းတဲ့ဓလေ့ပါပဲတကွန်တိုင်ထမဲ့နေရာမှာတော့နှစ်အလိုက်စိုက်ထားတဲ့တကွန်တိုင်တွေစီတန်းရှိနေပါတယ်အဖို့အမအနှံဆိုပြီးတကွန်တိုင်အမျိုးအစား၃မျိုးရှိလို့တကွန်တိုင်တွေဟာတစ်ခုနဲ့တစ်ခုအရွယ်မညီကြပါဘူးတကွန်တိုင်အရေးအတွက်ကိုကြည့်ပြီးရွာရဲ့တက်တန်းကိုလည်းမှန်းဆလို့ရပါတယ်ဒီနှစ်စိုက်မဲ့တကွန်တိုင်ကိုချထားလိုက်ပါပြီဘုံတို့မောင်းကြီးလေးလုံးပလွေတလုံးပလွေလင်ကွင်းတွေနဲ့ကန်းခွန်အကအဖွဲကလည်းဘုံစရာရဲ့ဥဆောင်မှုနဲ့စတင်ကခုန်နေပါပြီက
ကခုန်နေတဲ့အမျိုးသားတွေကိုအမျိုးသမီးတွေကရေနဲ့ပတ်ဖြန်းကြပါတယ်။ကယောမလေးတွေရဲ့ကောင်းမှုကြောင့်ကျွန်တော်လည်းရေနှဲနဲ့စိုးနေပါပြီ။ခေါင်ရည်ကလည်းဖောခြင်းတောခြင်းပါပဲ။ဒါမျိုးတော့ဘယ်လက်လွတ်ခံလိုက်မလဲ။အချိန်အတော်လေးကြာသွားပြီးသူတို့ကိုကြည့်ရင်ကျွန်တော်လည်းပျော်လာပါတယ်။ပြားဆယ်ကဆရာလေးကိုတွေ့ဖို့ခေါ်ခိုင်းလိုက်တယ်။ဦးဘော့စ်ကိုကကျွန်တော်လက်ကိုဆွဲပြီးပြောလိုက်တယ်။ပြားဆယ်ရဲ့အိမ်ကိုဦးဘော့စ်ကိုရဲ့ရွာကန်တယောက်ရဲ့နဲ့ကျွန်တော်တို့လမ်းလျှောက်သွားကြပါတယ်။ရိုးရာရက်ကန်းစင်ကိုအိမ်ရှိမှထားထားတဲ့ပြားဆယ်ရဲ့အိမ်ဟာကျွန်းသစ်တွေနဲ့စောက်ထားတဲ့ကရင်နီရိုးရာခြေတန်းရှိအိမ်အိုကြီးတစ်လုံးမှာအိမ်လေကားကိုတက်လိုက်တာနဲ့ရေကပြင်းလိုလာတာဆောင်လိုကျမ်းမြေကြက်ကျဲမှာထိုင်နေတဲ့ပြားဆယ်ကိုတွေ့လိုက်ရပါတယ်။ပြားဆယ်ရဲ့လက်ထဲမှာဓာတ်တစ်ချောင်းနဲ့ရှေ့မှာတော့သွေးစသွေးနာတွေနဲ့ခက်လက်လက်အရွယ်ဝက်တီတစ်ကောင်ပုံမှန်အားဖြင့်ကြက်ရိုးထိုးတာမျိုးပဲရှိပေမဲ့ကေချိုးဘိုးပွဲလဲဖြစ်နေပြန်နောက်ဆရာလေးအကြောင်းငါတို့ကပြောပြတော့နင်းလိပ်ပြာကိုသူကြည့်ပြီးဒီကိစ္စဟာတိတိကျကျလုပ်ရမှာတဲ့ဒါကြောင့်ပြားဆယ်ကဝက်တက်ပြီးဟောကိန်းထုတ်လိုက်တယ်တအံ့တော်ဖြစ်နေတဲ့ကျွန်တော်ကိုဦးဘော့စ်ကိုကခက်တူတူပြောတာပါကျွန်တော်နဲ့ဦးဘော့စ်ကိုတို့ပြားဆယ်ရှေ့မှာဝင်ထိုင်လိုက်ကြတယ်ပြားဆယ်ဟာကျွန်တော်ကိုတစ်ချက်စစ်စစ်ကြည့်တယ်ဟောင်းလောင်းဖြစ်နေတဲ့ဝက်ရဲ့ဘိုက်ထဲကကလီစာတစ်ခုကိုဓာတ်နဲ့ဖြတ်ပြီးထောင်ကြည့်လိုက်တယ်ဝက်အသေးပါအနောက်ဘက်ကိုဝင်စားပြုတ်နေတဲ့နေရောင်နဲ့အတူသွေးညီနှံ့ဟာထောင်းကနေပြားဆယ်ဟာဝက်အသေးကိုစိုက်ကြည့်နေခြင်းတစုံတစ်ခုကိုနှုတ်ကတွတ်ရွတ်နေတယ်ဝက်အသေးဟာပြာနှမ်းတဲ့အယောင်ကိုတဖြည်းဖြည်းပြောင်းသွားတယ်ပြားဆယ်ကဘာစကားမှမပြောသေးပဲခေါင်းကိုခက်လေးလေးခါရမ်းလိုက်တယ်ဝက်အသေးကအပြာရောင်ပြောင်းသွားတာနမိတ်ဆိုးတယ်ဦးဘော့စ်ကိုကကျွန်တော်နာကပ်ပြီးခက်တိုးတိုးရှင်းပြတယ်ပြားဆယ်ဟာပါဇက်ကနေတွတ်ရွတ်ရင်ဘေးနာကဝက်ဘိုးကွက်ကိုယူလိုက်ပြီးဝက်ရဲ့တဲကြီးရေတွေကိုညှစ်ချတယ်ပြီးတော့ဝက်ဘိုးကွက်ကိုလှုပ်ခါရင်အထဲကအရေတွေကိုတေချာစိုက်ကြည့်တယ်ပြားဆယ်ရဲ့ခေါင်းဟာပြန်မော့လာတယ်ကျွန်တော်မျက်နှာကိုစူးစူးဆိုက်ကြည့်ပြီးကယောဘာသာနဲ့ခက်ကြစကားတွေပြောနေပါတယ်သူဘာပြောတာလဲဦးဘော့စ်ကိုဟာဘာမှပြန်မဖြေပဲကျွန်တော်ကိုအန်အော်ထိတ်လန့်တဲ့မျက်လုံးတွေနဲ့ကြည့်လိုက်ပါတော့တယ်အနောက်ဘက်နဲ့ဖူးကောင်းမအင်းနဲ့အရှိဘက်နဲ့ဖူးဒီခရီဟာဒီရွာတဲကတနာစရာထိတ်လန့်စရာမကောင်းဆိုးဝါးဝိညာဉ်အရှိတ်လွှမ်းနေတဲ့လူတစ်ယောက်ကိုညွန်ပြနေတဲ့ဒီလူဟာကွယ်လွန်သူဝိညာဉ်အတွက်အရေးပါတဲ့မျှတတဲ့အပြည့်မှန်တစ်ခုကိုသိပါလျက်နဲ့မျက်ကွယ်ပြုတ်ထားတဲ့အခါဖူးကောင်းမအင်းဖူးဒီခရီတို့အပါအဝင်ဒီမြေပေါ်ကဘိုးဘေးဝိညာဉ်တွေကအဲ့ဒီလူကိုအပြစ်ပေးတဲ့အနေနဲ့ဒဏ်ခတ်လိမ့်မယ်တဲ့အဲ့ဒီလူဆိုတာဘာတူလဲနင်မဲဆရာလေးနင်မဲမကြခင်နင့်ကိုဘိုးဘေးဝိညာဉ်တွေကအပြစ်ပေးတော့မယ်ပြောနေတာကျွန်တော်တကူလုံးကြက်သိန်းတွေထလာပါတယ်ဟိုအမှုကိစ္စဆိုကျွန်တော်နဲ့ဘာဆိုင်လို့လဲသူတို့ဘိုးဘေးဝိညာဉ်တွေကတရက်ခန့်ကိုတိတယ်ဆိုသူတို့ပဲသွားဖော်ထုတ်ပေးလိုက်ပေါ့ပြားဆယ်ဟာဗမာစကားကိုလည်းနားလည်ပုံရပါတယ်ကျွန်တော်စကားအဆုံးမှာခေါင်းခါတယ်ပြီးတော့ဗမာစကားဝဲနဲ့ဖြည်းဖြည်းချင်းပြန်ပြောတယ်စီးမြင်းတွေရှိတယ်မိုးနဲ့မြေကြားလေနဲ့ရေကြားတောနဲ့တောင်ကြားမီးနဲ့ကြောက်ကြားတေသူနဲ့ရှင်သူကြားစီးမြင်းတွေရှိတယ်ကိုတာဝန်ကိုယူကြရမယ်ဘာတွေလဲဗျာကျွန်တော်တော့ဘာမှနားမလည်တော့ဘူးဒါဆိုကျွန်တော်ဘလို့ဆက်လုပ်ရမလဲပြားဆယ်ဟာဓားကိုကင်လိုက်ပြန်ပါတယ်ပြီးတော့ဘွဲ့ရဲ့ဘိုက်ထဲကတရက်ရွက်လို့ယူဆရတဲ့ကလီစာကိုဖြတ်ထုတ်လိုက်ပြန်ပါတယ်တရက်ရွက်ကိုဝင်လက်ဆနေရောင်အောက်မှာထောင်ကြည့်လိုက်ပြန်တယ်ပြားဆယ်ဟာရုတ်တရက်မတ်တက်ထရက်ပြီးရွာမြောက်ဘက်ကိုမျက်နှာမူလိုက်ပါတယ်တရက်ရွက်ကိုကင်ထားခြင်းကတယောက်ယောက်နဲ့စကားပြောသလိုလုံနေတယ်တရက်ရွက်စီကကြလာတဲ့သွေးတွေဟာကျမ်းမြင်စီတဆက်ဆက်ကြပြီးကျွန်တော်ခြေဘဝကိုပါလာထိနေပြီပြားဆယ်ဟာဦးဘော့စ်ကိုကယောဘာသာနဲ့ပဲစကားတွေပြောပြန်ပါတယ်အချိန်အခါမဟုတ်ပင်မဲ့ပဲလို့နတ်ကိုပင့်ဖိတ်ရတော့မယ်တဲ့
ပဲလို့နတ်ဆိုတာဘလို့လဲဗျတဘာဝအရှင်သခင်မဟာစัจ java လာကိုဖန်ဆင်းအပြီးမှာတက်ရှိလောကနဲ့နာဝိညာဉ်လောကအကြားကစီးမြင်းတွေကိုစောင့်ရှောက်ဖို့ဖူးတီခရီးခေါ်ပဲလို့ကိုတာဝန်ပေးခဲ့တယ်ကရင်နီလူမျိုးကိုယွန်းပရင်လက်အောက်ကလွတ်မြောက်အောင်ကူညီခဲ့တဲ့နတ်လည်းဖြစ်တယ်တကယ်တော့အဲလိုပေါ်မီပွဲတော်ကာလမှသာပဲလို့ကိုပင်ဖိတ်ကြပေမဲ့အခုတော့အစဉ်အလာကိုကြော်ပြီးခေါ်ရတော့မယ်နှုံးမဟုတ်ရင်စီယာလေးကိစ္စကနောက်ထပ်သွေးတွေမြင်နေရပြီတဲ့ဟာသွေးတွေမြင်နေဆိုတာကဒီကိစ္စကိုဘိုးဘေးဝိညာဉ်တွေအလိုကျမဖြစ်ရင်လူတွေထပ်တည်ကြမယ်စီယာလေးကိုယ်တိုင်လည်းတည်ခြင်းတည်နိုင်တယ်ဘာပဲဖြစ်ဖြစ်စီယာလေးရဲ့တရေတွေကိုမြင်နေရတဲ့ပြဿနာကိုဗျားဆယ်ကဖြည့်ရှင်းပေးလိမ့်မယ်သူ့ကိုယုံလိုက်ပါဗျားဆယ်ဟာသူ့အမျိုးသမီးယူလာပေးတဲ့ရေစလုံးနဲ့ဝက်သွေးတွေပေနေတဲ့လက်ကိုနှစ်ဆေးပြီးမတ်တက်ရက်လိုက်ပါတယ်တကွန်နိုင်ကိစ္စငါသွားလုပ်ပေးစရာတွေရှိသေးတယ်ပြီးရင်ပဲလို့ကိုပင်းဖို့ပြင်ဆင်စရာတွေရှိတာပြင်ဆင်ရမယ်ည12နာရီမထိုးခင်မှာမင်းငါအိမ်ကိုပြန်လာခဲ့ဘော့စကိုမင်းကညကြလိုက်လာစရာမလိုဘူးငါသူ့ကိုဗမာစကားပဲပြောပေးမယ်သူနဲ့ငါနှစ်ယောက်တည်းလုပ်ရမယ်ကိစ္စလူဖို့မရှိရဘူးအဲ့ဒီညကတကွန်နိုင်ပွဲမှုတရွာလုံးဝတ်သားနဲ့ခေါင်ရည်အလျံပဲကျွေးကြပါတယ်ကျွန်တော်ကတော့ညနေကဗျားဆယ်စီမှာဝက်သေးကြီးမြင်ထားတာကြောင့်ဘာမှကိုစားမဝင်ပါဘူးညကြဘာရီဘလို့ကြုံအောင်ပါလဲဆိုတာကိုတွေးပြီးစိတ်ထဲတထင်ထင်နဲ့ပါဘာပဲဖြစ်ဖြစ်ဦးဘော့စ်ကိုပြောသလိုဗျားဆယ်ကဒီကိစ္စဖြစ်ရှင်းပြီးလိုက်ရင်ကျွန်တော်ကိုခြောက်လန့်နေတဲ့ကိစ္စတွေလည်းပြီးသွားမှာပါဒီလိုပဲတွေးရတာပေါ့ည7 နာရီမှာတော့ရွာဟာတိတ်ဆိတ်ဆပြုတ်လာပါပြီတီးကြကကြတဲ့လူငယ်တွေလည်းခေါင်ရည်လေးထွေထွေဝတ်သားလေးအစီရစ်ပြီးအိမ်ပြန်အိတ်သူအိတ်ကုန်ကြပြီဆရာလေးဂယုဆိုင်တော့တဲခိုတဲ့အိမ်ပေါ်ကနေဆင်းပြီးကျွန်တော်ဆိုင်ကဆက်နိုးနေတော့ဦးဘော့စကိုကလှမ်းပြောရှာတယ်ထေခိုရွာကအကျယ်ကြီးမဟုတ်တော့ဗျားဆယ်အိမ်ကိုကျွန်တော်မှတ်မိပါတယ်ပတ်ဝန်းကျင်အိမ်တွေအမှောင်ကျနေပေမဲ့ဗျားဆယ်ရဲ့အိမ်ကတော့ဘက်ထရီမီးလေးတက်တက်လင်းလို့ခဏနေအောင်ဆိုင်ကယ်ကိုချန်ပီယံမှာပဲရက်ခဲ့ခြံဝင်းနဲ့မဝင်ခင်မှာပဲဗျားဆယ်အတန်ကြားရပါတယ်ခြံအဝမှာပဲဝါးနဲ့ရက်ထားတဲ့ရာဇမတ်ကွက်လိုအရာတစ်ခုကိုကာထားတာကိုကျွန်တော်တတိထားမိတယ်ဗျားဆယ်ဟာလက်ထဲမှာကိုင်းရွက်တွေစူးကိုင်းတွေကိုချီနှောင်ထားတဲ့တပြက်စီးလိုအရာတစ်ခုကိုကင်ထားတယ်ဗျားဆယ်ဟာကျွန်တော်ဦးကောင်းကနေခြေအစွန်းအထိအဲ့ဒီအရာနဲ့ရိုက်ပုတ်လိုက်တယ်ပြီးတော့မှဗျားဆင်ဟာရာဇမတ်ကွက်လိုဝက်ကာကိုဖဲ့ပေးတယ်ဝင်လာတော့ကျွန်တော်ဝင်သွားပြီးတဲ့အထိဗျားဆင်ဟာရာဇမတ်ကွက်ကိုမပိတ်သေးပဲတစုံတစ်ယောက်ကိုစောင့်နေတယ်လို့မျိုးရက်နေတယ်ပတ်ဝန်းကျင်တစ်ခုလုံးကတိတ်ဆိတ်နေတယ်တကွန်တိုင်ကွင်းရှိရာကမောင်းတန်တက်တက်ရေတန်တက်တက်လည်းတစ်ချက်ကြားရတယ်တစုံတစ်ယောက်ဖြတ်သွားတယ်လို့မျိုးကျွန်တော်နားကိုလေတိုးသွားတာကို3-4 ချိန်ခံစားရတယ်ဗျားဆယ်ဟာဝက်ကာလေးကိုပြန်ပိတ်လိုက်တယ်ပဲလို့ကိုအိမ်ကိုရွာစီဖိတ်ထားတဲ့အခါလူရှင်လောကနဲ့လူသေးလောကစီးဟာပွင့်နေတတ်တယ်အဲ့ဒီအခါမသက်ဆိုင်တဲ့ဝိညာဉ်တွေပါဝင်လာမှစိုးလို့ဒီလိုစီးချကာထားရတာပဲအိမ်အတက်လှေကားဝမှာလဲအဲ့ဒီရာဇမတ်ကွက်လိုဝါအကာငယ်လေးကာထားပြန်တယ်အိမ်တကားတန်ကလူရာတက်ပို့ကျဲနေတယ်လို့ပဲကရင်နီရိုးရာအိမ်တွေရဲ့ထုံးစံအတိုင်းမီးပုံဟာအလယ်မှာထက်ခိုးပေါ်ကပြောင်းကောက်အချို့နဲ့အသားချောက်တွေကိုဘက်ထရီမီးရောင်တက်တက်မှာမြင်နေရတယ်ဗျားဆယ်ကအလဲခန်းကိုကြော်ပြီးနောက်တခန်းစီကျွန်တော်ကိုခေါ်သွားတယ်အခန်းဟာမှောင်မဲနေတယ်ဗျားဆယ်ကသူ့မှာအသင့်ပါတဲ့မီးချစ်ကိုချစ်ပြီးနံရံမှာချိတ်ထားတဲ့မီးအိမ်ကိုညှိလိုက်တယ်မီးအိမ်အလင်းရောင်ကြောင့်အခန်းကိုမြင်ရပါပြီအခန်းအလယ်မှာတော့စကောတစ်ချက်စကောအပေါ်မှာဝါးနဲ့လှုပ်ထားတဲ့16ရုပ်လိုအရာတစ်ခုကိုကရင်နီရိုးရာအနက်ရောင်အင်ကြီးဝတ်ပေးထားတယ်မျက်နှာနေရာကိုအဖြူရောင်ချဲထားပြီးမျက်စိနှာခေါင်းပါးစပ်နှရွက်တွေကိုသူ့နေရာနဲ့သူတက်ဆင်ထားတယ်ခေါင်းပေါ်မှာတော့အနီရောင်ခေါင်းပေါင်း
အယုတ်ရဲ့ဘေးစကောပတ်လင်မှာခေါင်ရည်တပူးရဲ့ဒီကူထုတ်လို့ခေါ်တဲ့ကရင်နီရိုးရာသုံးမြောက်ကောင်းရင်းတောက်တွေထည့်ထားတဲ့ဝါတောင်းလေးတစ်ခုရဲ့တင်ထားတယ်ဒီမှာထိုင်အယုတ်ရဲ့ရှေ့တက်တဲ့မှာကျွန်တော်ထိုင်ချလိုက်တယ်ပဲလို့ကိုလိပ်ပြပင်အသက်မသွင်းခင်မှာငါမင်းကိုတခုတော့ပြောပြချင်တယ်ဒါဟာငါတို့ရဲ့ရိုးရာကိုးကွယ်ယုံကြည်မှုအစီအစဉ်တွေပဲဖြစ်တယ်အောက်လန်းပညာမဟုတ်ဘူးဒီတော့ငါတို့ရဲ့စီကံကိုမင်းလိုက်နာရမယ်လိုက်နာနိုင်မလားဟုတ်ကဲ့လိုက်နာနိုင်ပါတယ်ပထမစီးမြင်ကဒီပြဿနာကိုအဖြေရှာဖို့တက်ဆိုင်တဲ့ဝိညာဉ်အသီးသီးကိုပဲလို့ကဆင့်ခေါ်ပေးလိမ့်မယ်မင်းမျက်စိထဲမြင်ရတာတွေကိုမင်းဘလောက်ကြောက်လန့်လန့်ဒီအခန်းပြင်ကိုလုံးဝထွက်မပြေးရဘူးဟိုမှာတွေ့လားအခန်းရဲ့တောင်လေးခုမှာငါချိတ်ထားတာစူး9မျိုးစီးလို့ခေါ်တယ်အဲ့ဒါဒီရှိတဲ့၍ဘယ်ဝိညာဉ်မှာမင်းကိုအနေရမပြုတ်နိုင်ဘူးအဲ့ဒါတွေကိုကြော်ပြီးမင်းထွက်သွားရင်တော့မင်းတိုင်းနဲ့မင်းကန့်မယ်ပြားဆယ်ညွန်ပြတဲ့အခန်းတောင်တွေကိုကျွန်တော်ကြည့်လိုက်တယ်စူးတစ်ကိုင်9မျိုးကိုကျိုးနီနဲ့စီးပြီးချိတ်ထားပါတယ်ဒုတိယစီကံကဂတိပဲဗျာဘလို့ဂတိမင်းရဲ့ပြဿနာကိုပဲလို့ကဖြေရှင်းပေးလိမ့်မယ်ပဲလို့နဲ့ဘိုးဘေးဝိညာဉ်တွေဆန္ဒအတိုင်းမင်းကလှုပ်ပေးရလိမ့်မယ်မဟုတ်ရင်မင်းအသက်ကိုယ်တော်တာဝန်မယူနိုင်ဘူးဟုတ်ကဲ့ဂတိပေးပါတယ်ကဲဒါဆိုပဲလို့ကိုလိပ်ပြပင့်ပြီးအသက်သွင်းတော့မယ်ဗျားဆယ်ဟာသူ့ကပုံစားတဲ့ထည့်ထားတဲ့အဝတ်အိတ်ကလေးကိုထုတ်လိုက်ပါတယ်အိတ်ထဲကနေသွေးပီနေတဲ့ကြက်ချက်တော့ရိုအစိမ်းနှစ်ခုနဲ့မိခတ်ကြောက်တစ်ခုဗျားဆယ်ဟာပဲလို့ပုံစံအရေးရဲ့ခေါင်းပေါင်းအပေါ်ကထွက်နေတဲ့ဝလုံးခေါင်းထဲကိုကြက်ရိုးစိမ်းနှစ်ခုနဲ့မိခတ်ကြောက်ကိုအတန်မီအောင်ထည့်လိုက်ပါတယ်ပြီးတာနဲ့ရွတ်ပတ်မှုကိုစတင်ပါပြီအခန်းဟာရုတ်တရက်ကြီးစောင်းရသည်လို့အေးစိမ့်လာတယ်ဘာမှမသိတဲ့ခက်မွှေးမွှေးရနံ့ဟာတခန်းလုံးစီထုံဤသွားတယ်ပဲလို့နတ်ရုပ်ရဲ့ဖြူပွေးနေတဲ့မျက်နှာပေါ်ကမျက်လုံးတွေဟာတပြေးပြေးနဲ့အသက်ဝင်လာသလိုမျိုး